ချက်ဒီလေးတန်းရှိလို့ ဟုတ်တယ် presentation ရှိလို့ရှာစရာလေးရှိလို့စကြည့်လိုက်တော့မလို့မင်းပဲဝမ်းမလို့ အဲ့ဒါဆက်ရတာ လူသွားမယ်လေ ဒီဆိုင်စီပြေးလိုက် အေးပြေးပါရဲ့ဒီ semester တော့အရင်ထက်တော့ပြေးပါရဲ့ ဟောဒီငါမျိုး40ရှိသေးတယ်ထဲပါတယ်ပြီးတော့ okay okay မင်းကငါ့ကိုမေးချက်ရှိရဆိုတာဘာမင်းလို့လဲ ။အော်ဟုတ်တယ်။အဲ့နေ့ကွာငါ Facebook သုံးနေနဲ့ Happy Harvest program လေးတွေ့ရကွာ။အဲ့ program လေးကစောင့်သိပေးရလား အဲ့ကြောင့်သိချင်လို့လားအဲ့ဆိုရင်တော့သိချင်ရှင်းပြမှာရဒီ program လေးကကွာငါတို့ Sound Academy ရဲ့ community program တစ်ခုပေါ့နော်အခုလောလောဆယ်မှာတော့ငါတို့နဲ့ယဉ်ကျေးတဲ့တငယ်ချင်းတွေနဲ့ message တွေကနေပြီးတော့မှစောင်းကိုစိတ်ဝင်စားတဲ့သူတွေရှိလို့ရှိရင်သူတို့ကနေပြီးရမှဆက်သွယ်လာတာပဲဖြစ်ဖြစ်ငါတို့ကနေဖိတ်ခေါ်တာပဲဖြစ်ဖြစ်သူတို့တွေကို program လေးမှာထည့်ပေးတာပေါ့နော် ။အော်ဟုတ်လားမိုက်တာပေါ့ဒီ program free လား free ဒါပေမဲ့ rules လေးတွေရှိတာပေါ့နော်ငါတို့ကနေတင်လိုက်တဲ့ဟာကိုသူရသွားပြီဆိုလို့ရှိရင်ပြန်ပြီးရမှာ record video လေးတွေငါတို့ပို့ပြရမယ်ပေါ့နော်အဲ့ဒါလေးတွေကိုငါတို့ကနေပြီးရမှာ Happy Harvest ရဲ့ social media မှာငါတို့တင်မယ်အဲ့ဒီကနေပြီးရမှာငါတို့ရဲ့တင်ယူမှုတင်ကြားမှုတွေကိုထပ်ဖို့ဖြစ်စေတယ်တော့ငါတို့ကထင်နေပေါ့နော် ။အော်အေးအဲ့ဆိုဒီ program ကြာပြီလားအခုမှစရလား program စတာတော့2020 Christmas တည်းစခဲ့တာပေါ့နော်အခုဆိုလို့ရှိရင်တော့6နှစ်လောက်ပဲရှိပြီအဲ့ဒီတော့ဆိုလို့ရှိရင်ကတော့ illustrator အမှုပညာရှင်တယောက်ဖြစ်တဲ့အကိုကထက်ကနေပြီးရမှာ happy ဆိုတဲ့နာမည်လေးပေးပြီးရမှာ logo ကိုလည်းမြေတာနဲ့လုပ်ပေးခဲ့တယ်ပေါ့နော်အဲ့ဒီကနေစခဲ့တာနောက်တားလဲကြတော့မေမျိုးမှာဆိုလို့ရှိရင်ကလေးတွေကိုစောင့်တင်ပေးတယ်နောက်ပြီးတော့ငါတို့နဲ့တည်တဲ့တငယ်ချင်းတွေဆရာဆရာမတွေကိုစောင့်တင်ပေးခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာလည်းရည်စည်မှုနေရာဖြစ်တဲ့အင်းဝါအဲ့ဒီကိုသွားပြီးမှငါတို့အလဲသွားတယ်လဲသွားပြီးမှလေ့လာတယ်ပြီးတော့အဲ့ဒီမှာလည်းစောင့်တည်ခဲ့တယ်ပေါ့နော်အဲ့ဒီဗီဒီယိုလေးတွေကို YouTube မှာပြန်ပြီးကြည့်လို့ရပါတယ်အခုဆိုလို့ရှိရင်လည်း Happy Harvest ရဲ့နာမည်ကနေပြီးမှ Happy Harvest ဆိုပြီးတော့ပြောင်းပြီးတော့အခုဘန်ကောက်မှာပြန်ပြီးတော့ဖွင့်မှာပေါ့နော်အရင်တော့ကနေပြီးတော့မှအခုချိန်ဒီ program မှာ join ခဲ့တဲ့4ယောက်လောက်ရှိရပေါ့နော်အခုလည်းဒီဘန်ကောက်မှာနောက်ထပ်3ယောက်ထပ်ပြီးတော့ join မယ်စုစုပေါင်းတော့9ယောက်ဖြစ်သွားမယ်ပေါ့နော်ရှေ့ဆက်ပြီးတော့လည်းများများပါဝင်လာနိုင်အောင်လို့ဒီ program လေးကို expand လုပ်နိုင်မယ်ညွှန်လင့်ပါတယ် ။အေးကောင်းတယ်နော်။ဒါဆိုရင်အပြင်ကနေပြီးတော့တခြားစောင့်သိချင်တဲ့သူတွေကကြတော့ဒီ program မှာပါဝင်လို့ရသေးရလား အခြားသူတွေတက်ကတော့ဒီ program လေးကတော့အခုလောလောဆယ်များသေးပေါ့နော်ဒါပေမဲ့နောက်ကြလို့ရှိရင်တော့ရနိုင်အောင်တော့လုပ်ပါပေါ့နော်ဒါပေမဲ့အခုငါတို့ Sound Academy နဲ့ဖွင့်ထားတဲ့ online တန်းနဲ့ဒီဘန်ကောက်မှာဖွင့်ထားတဲ့ in person တန်းဒီတန်းလေးတစ်ခုတော့ join လုပ်ရပါတယ်ဒါပေမဲ့ free တော့မဟုတ်ဘူးပေါ့နော် ။အော်အေးဒါပေမဲ့ငါကတော့ free နော်ဟုတ်တယ်မလား Happy Harvest join လုပ်ရမလား မင်းကတော့ free ပဲဒါပေမဲ့တေချာတော့ဒီကိုလိုရနော်ပြီးရမှထွက်မပြေအောင် ။အေးပါ okay okay စကားလည်းပြောလို့ကောင်းတယ်